လိုသားရပေါ်ကျော်ဝါခြင်းကိုလိုချင်လို့ manifestation တွေလုပ်တယ်အဋိဌာန်တွေဝင်တယ် gratitude တွေလည်းလုပ်နေတယ်ဒါပေမဲ့ဒါကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းမလုံလောက်ဘူးဆိုပြီးတော့ခံစားနေရတာလေတကယ်တော့ပေါ်ကျော်ဝါခြင်း energy ကိုတားဆီးနေတာကပြင်ပအခြေအနေတွေကြောင့်မဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်ကလာတဲ့အရာတွေကြောင့်ဖြစ်နိုင်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတာနဲ့ abundant energy ကိုတားဆီးနေတဲ့ mindset 3 ခုနဲ့အဲ့ဒီ mindset တွေကိုဘယ်လိုကျော်လွှားရမလဲဆိုတဲ့နည်းလမ်းတွေကိုသိသွားပါလိမ့်မယ်ကျမတို့တော်တော်များများက abundant ဆိုတာပတ်စံတွေအများကြီးရှိတာကိုလိုချင်တဲ့ဟာတွေအားလုံးကိုဝယ်နိုင်တာလို့ထင်တတ်ကြတယ်တကယ်တော့လေကိုယ့်ဘဝထဲမှာရှိနေတဲ့အရာတွေအားလုံးကိုတန်ဖိုးထားပြီးလက်ခံနိုင်တာပိုကောင်းတဲ့အရာတွေအတွက်နေရာလက်တစ်ခုထားတာကလည်း abundant energy ရဲ့တစ်စိတ်တစ်ပိုင်းပါပဲဒါပေမဲ့တစ်ခါတလေမှာကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ယုံကြည်ချက်တွေကအဲ့ဒီ abundant energy ကိုပိတ်ဆို့နေတဲ့အရာတွေလည်းဖြစ်နိုင်ပါတယ်ဒီ mindset 3 ခုကဘာလဲဆိုတာကိုအတူကြည့်လိုက်ရအောင်နံပါတ်1အမြဲတမ်းမလုံလောက်ဘူးလို့ခံစားနေရခြင်းပတ်စံတွေရလာရင်လည်းမလုံလောက်ဘူးအလုပ်ကောင်းကောင်းရှိနေပြန်ရင်လည်းမလုံလောက်ဘူးနောက်ဆုံးကိုယ့်ရဲ့ဘေးမှာကောင်းတဲ့ relationship တွေရှိနေရင်လည်းတစ်ခုခုလိုအပ်နေသေးတယ်လို့ခံစားနေရတယ်ဒီလိုနဲ့ဘာတွေပဲရလာဒီထက်ပိုလိုအပ်သေးတယ်ဆိုတဲ့စိတ်နဲ့ပဲနေမိတဲ့အချိန်မှာကိုယ်မှာရှိနေတဲ့အရာတွေကိုမခံစားတတ်တော့ပဲကိုယ်မှာမရှိနေသေးတဲ့အရာတွေကိုတွားပြီးတော့အာယုံစိုက်နေမိတတ်ပါတယ် mindset number 2တခြားလူတွေနဲ့အမြဲတမ်းနှိုင်းယှဉ်နေမိခြင်း social media မှာတခြားလူတွေအောင်မြင်နေတာကိုမြင်တဲ့အခါကိုသူများနဲ့တွားပြီးတော့နှိုင်းယှဉ်နေမိတယ်သူများကအလောက်ကောင်းရသွားတယ်အိမ်တွေဝယ်နိုင်တယ်ခရီးတွေထွက်တယ်စသဖြင့်ဒီဟာတွေကိုမြင်တဲ့အချိန်မှာသူများတွေကဒီလောက်ရနေပြီငါကဘာမှမဖြစ်သေးဘူးဆိုပြီးကိုမကျေနပ်တော့ဘူးသူများဘဝနဲ့ကိုယ့်ဘဝကိုတွားပြီးတော့နှိုင်းယှဉ်နေလိုက်တာ abundant energy ကိုတားဆီးနေတဲ့အပြင်ကိုလည်းအပြစ်တင်စိတ်တွေပိုတိုးလာတတ်ပါတယ် mindset number 3ဒါရမှငါပျော်မယ်လို့တွေးနေမိခြင်းငါဒီလောက်ပတ်စံရလာရင်ပျော်မယ် relationship ကောင်းတာရရင်ပျော်မယ်ဒါမှမဟုတ်ဒီအလုပ်အောင်မြင်ရင်ပျော်မယ်ဆိုပြီးကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုအနာဂတ်မှာသွားပြီးတော့ထားနေမိတာဒီစိတ်တွေကကိုလိုချင်တဲ့အရာရလာရင်တောင်မှခဏပဲပျော်ပြီးနောက်ထပ်အရာတစ်ခုကိုထပ်လိုချင်နေမိတတ်ပါတယ်ဒါကြောင့်ရလာတာများပေမဲ့စိတ်ထဲမှာတော့မလုံလောက်ဘူးလို့ခံစားနေရတာပါအဲ့တော့ဒီ mindset တွေကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကိုပြပါမယ်ပထမဦးဆုံးတစ်ချက်ကကိုယ့်ရဲ့အတွေးတွေကိုသတိထားပါငါဟာမလုံလောက်ဘူးသူများတွေကငါ့ထက်ပိုတာနေတယ်ငါဒီဟာရမှပျော်မယ်ဒီလိုမျိုးအတွေးတွေကိုအမြဲတမ်းသတိထားပြီးတော့စောင့်ကြည့်ပါပြီးတော့အဲ့ဒီအတွေးတွေကိုပြောင်းလဲကြည့်ဥပမာသူများတွေကဒါရနေလို့ငါလည်းဒီအရာကိုရနိုင်တယ်ဒါမှမဟုတ်တခြားလူတွေကြောင့်ဒီအရာတွေကိုရနေလို့ငါမှရှိတဲ့ဟာတွေကိုတမိုးထားပြီးဒီထက်ပိုကောင်းအောင်ငါစူးစမ်းကြည့်မယ်စသဖြင့်ကိုယ့်ရဲ့အတွေးတွေကိုပြောင်းလဲလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ energy ဟာလည်းပိုကောင်းသွားပါတယ်ဒုတိယအချက်ကိုယ်မှာရှိနေတဲ့အရာတွေကိုကျေးဇူးတင်တတ်ခြင်းညအိတ်ခံပြီးတိုင်းကိုယ်မှာရှိနေတဲ့ကျေးဇူးတင်စရာအချက် 3 ချက်ကိုစာအုပ်ထဲမှာချပြီးတော့ရေးကြည့်ပါအကြီးကြီးမှမဟုတ်ပါဘူးတေးသေးလေးတွေဆိုလည်းရပါတယ်ဒီလိုမျိုးကျေးဇူးတင်လိုက်ခြင်းကြောင့်ကိုယ့်ရဲ့ဘဝထဲမှာမရှိနေတဲ့အရာတွေကိုအာယုံမစိုက်မိတော့ပဲကိုယ်မှာဒါတွေရှိနေပါလားဆိုတာကိုအာယုံစိုက်မိစေလို့ပါနောက်ဆုံးအချက်ကိုမလုံလောက်ဘူးလို့ဘယ်တော့မှမတတ်မှတ်ပါနဲ့ကိုအခုဘယ်နေရာမှာရောက်နေတယ်ဆိုတာကကိုယ့်ရဲ့တန်ဖိုးကိုမတတ်မှတ်ပေးပါဘူးကောင်းချင်တာကတော့အရန်ကောင်းပါတယ်ဒါပေမဲ့ကိုကောင်းဖို့စူးစမ်းနေတဲ့အချိန်မှာကိုတန်ဖိုးနည်းတယ်လို့မမြင်ပါနဲ့။ဘောကျဝါခြင်းဆိုတာပြင်ပကအရာတွေပြောင်းလဲတာကိုစောင့်နေရမှာမဟုတ်ပဲကိုယ်စိတ်အတွင်းထဲမှာကိုတားဆီးနေတဲ့အတွေးခေါ်တွေယုံကြည်ချက်တွေကိုနားလည်ပြီးတစ်ဖြည်းဖြည်းနဲ့ပြောင်းလဲရတဲ့အရာတွေဖြစ်တယ်။ဒါကြောင့်ဒီနေ့ကစပြီးတော့ကိုမေးခွန်းမေးတဲ့နေရာမှာငါမှဘာလို့မရှိတာလဲလို့မေးတာမဟုတ်ဘဲနဲ့ငါမှရှိနေပြီးသားဘယ်အရာတွေကိုငါမမြင်သေးတာလဲဆိုပြီးတော့မေးကြည့်လိုက်ပါဒီလိုမျိုးလှုပ်လိုက်ခြင်းဟာ
ကို့မှာမရှိနေတဲ့အရာတွေကိုအာယုံမဆိုင်မိစေပဲကို့မှာရှိနေပြီးသားအရာတွေကိုသတိထားမိပြီးတော့ abundant energy ကိုပို့တိုးလာစေတာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကကိုယ့်အတွက်သုံးဝင်နေဆိုရင် like လုပ်ထားပါနောက်ထပ်လို့ healing meditation ဆော့ဖလက်အကြောင်းတွေကိုမျှဝေပေးမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြကြမယ်